မင်္ဂလာပါကျွန်တော်တို့ဒါအခုနွေရာသီရောက်ပြီပေါ့ဗျာနွေရာသီရောက်ပြီလို့ပဲပြောရမှာပေါ့အခုချိန်ကညကအေးတယ်နေဆိုရင်ပူးလာတယ်အဲ့လိုချိန်တွေမှာသူမှုယောဂါတွေကခေါင်းထောင်တတ်တယ်မှုယောဂါတွေထောင်လွှားတတ်တယ်ပေါ့ဗျာဒီချိန်ရေပေးများမယ်ဓာတုအစာတွေအသုံးများမယ်ဆိုလို့ရှိရင်တော့အဲ့ချိန်မှာအမြင့်တွေပုတ်သေးတာတွေပြီးတော့အရွက်ဖျားတွေခြောက်လာတာတွေရေကအဲ့လိုမျိုးဖြစ်လာတာပြီးလို့ရှိရင်ကျွန်တော်တို့ဒေါင်းတွေရွက်ခြောက်ကလေးတွေဖြစ်လာတာလေးတွေအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပေါ့ဗျာဒီချိန်မှာသတိထားပြရမယ်ဘာလို့သတိထားပြရမလဲဆိုတော့ရေပေါ့ရေကိုဒီချိန်လေးမှာအများကြီးအိုင်ထုံးနေအောင်မပေးဘဲနဲ့ဟောပေါ့ဗျာအရင်ကရေတစ်ချိန်ပေးရင်နိုင်ဝက်တစ်နိုင်ပေးခဲ့တယ်ဆိုရင်အဲ့လိုမပေးဘဲနဲ့ဘောင်ဆိုးရုံလောက်ကလေးပေးပြီးတော့ကိုဒီရေပေးတဲ့အချိန်ကိုစိတ်လိုက်ပေါ့ဗျာအရင်ကကုန်းခုဘတ်တပတ်ဒါမှမဟုတ်10ရက်ကိုကျွန်တော်တို့က9ရက်ချာ2ချိန်ပေးတယ်ဆိုရင်ကျွန်တော်တို့က3ရက်ချာနဲ့3ချိန်ပေးလိုက်3ချိန်ပေးဘောင်ရေစုံရောင်လောက်ပဲပေးတကယ်လို့နွေရာသီတီးတန့်ရောက်သွားပြီဆိုတော့မှကျွန်တော်တို့စိတ်ကြိုက်ကိုအရင်တုန်းကသုံးခဲ့တဲ့အတိုင်းပြန်သုံးပေးဖို့เนาะရေကိုပြန်ပေးခြင်းပေးအစာကျွေးခြင်းကျွေးအဲ့လိုမျိုးလေးလုပ်ပေးအခုအချိန်မှာတော့ရာသီအကူးပြောင်းဖြစ်တဲ့အတွက်ရေစီရဲပြန်နေပြီဖြစ်တဲ့အတွက်ကိုအစာနဲ့စီကျွေးတာလေးတွေကိုသတိထားပေးပါဖြန်းစည်းတွေကိုလည်းကျွန်တော်တို့အရန်ပြင်းထန်တဲ့ဟာကြီးတွေမပေးပါနဲ့ဘာလို့ဆိုတော့ကုတ်ကျသွားလိမ့်မယ်ပေါ့เนาะဒီချိန်မှာတကယ်လို့မြစ်စေးအမြစ်ဒီမြစ်ဆွေးမြစ်ပုတ်မရှိဘဲနဲ့ပေါ့ဖော်စတိုင်းတွေသုံးတာမျိုးဘာညာတွေကိုရှောင်ထားပေးပါဘာလို့ဆိုအပူတာလွန်ခဲ့တဲ့ခါကျရင်အဆင်မပြေဘူးပေါ့ဗျာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါကကျွန်တော်အကြံပေးတာပါမင်းကဆရာကြီးလားဆိုပြီးတော့လိုက်မလုတ်ဖဲနဲ့လည်းနေလို့ရပါတယ်ကိုဖြစ်ကိုခံတန်းတန်းတာမှာကျွန်တော်နဲ့လည်းမဆိုင်ပါဘူးကျွန်တော်တို့ဒီဖြစ်တတ်တာလေးတွေကိုကျွန်တော်ကခြံပေါင်းစုံလိုက်ကြည့်နေတဲ့အတွက်ပြောပြပေးတာဖြစ်ပါတယ်အခုကျွန်တော်လိုက်ကြည့်ပြီးတဲ့ခြံတွေအကုန်လုံးကဒါသူတို့ကိုကျွန်တော်ကြိုတင်ပြီးတော့ဒါအကြံပေးထားပြီးသားအဲ့ဒါမှကိုကျွန်တော်90ရာခိုင်နှုန်းကလိုက်မလုပ်ဘူးဒါပေမဲ့ကျွန်တော်သွားကြည့်တဲ့အခါမှာကျွန်တော်ပြောတဲ့အတိုင်းဖြစ်နေတယ်အဲ့တော့မှသူတို့ကပြပြတလဲလိုက်လုပ်ကြတာပါကျေးဇူးတင်ပါတယ်ခင်ဗျာ